ခြုံပုတ်တစ်ခုလှုပ်သွားရင်မင်းအသက်ရှူနောက်ကျသွားပြီဆိုတာသိထားလိုက်ပါဒီဟာကလက်အော့ဒေါင်းရဲ့အမှောင်ထဲကအရေးနာတာလီယာရဲ့ကဘာပါနာတာလီယာဟာမွေးဖွားလာတဲ့အချိန်ကတည်းကလူတက်ဖို့ရည်ရွယ်ထားတဲ့လူမဟုတ်ခဲ့ပါဘူးသူမငငယ်တုန်းက chest out light ကသူမကိုမွေးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလက်တွေကမြစ်တာပေးဖို့မဟုတ်ပါဘူးလက်နက်တစ်ခုဖန်တီးဖို့ပါနာတာလီယာရဲ့ကလေးဘဝမှာကစားစရာမရှိခဲ့ဘူးပုံမြင်မရှိခဲ့ဘူးရှိခဲ့တာကသွေးတိတ်တိတ်ချင်းစီးတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းသူမလေ့လာရတာကဘလို့မြ мян လှုပ်ရှားရမလဲဘလို့မမြင်ရအောင်ပျောက်ကွယ်ရမလဲပြီးတော့ဘလို့တစ်ချက်တည်းနဲ့အဆုံးသတ်ပေးရမလဲဆိုတာပါပဲဒီအတင်းကျပ်ဆုံးလေ့ကျင့်မှုတွေကြားမှာနာတာလီယာဟာထူးချွန်လာတယ်ညံလာတယ်အေးဆက်လာတယ်အချိန်တိုအတွင်းမှာပဲသူမဟာ chest out light ရဲ့နံပါတ်1လောက်ကျန်တက်ဖြတ်သူဖြစ်လာခဲ့ပါတယ်နာတာလီယာကိုကြောက်စရာကောင်းစေတဲ့အရာကမဟုတ်ပါဘူးအတန်မရှိခြင်းပါသူမရဲ့လှုပ်ရှားမှုကိုမမြင်ရဘူးမကြားရဘူးခံစားရခြင်းတော့မရဘူးခြုံပုတ်ထဲမှာအရေးတစ်ခုလိုပုံနေပြီးရန်သူနားလဲတယ်လို့ဖြစ်လာချိန်မှာနောက်ကျသွားပြီဖြစ်ပါတယ်လမ်းအော်တောင်းမှာလူတွေထင်ကြတာကမက်စမန်တွေမိတ်တွေဟာအဝေးကနေတိုက်ခိုက်နိုင်လို့လုံခြုံတယ်ဆိုတာပါဒါပေမဲ့နာတာလီယာအတွက်တော့အဲ့ဒီအကွာဝေးကသူမရဲ့အခွင့်အရေးဖြစ်ပါတယ်သူမဟာရန်သူရဲ့အာယုံကိုလှည့်ပတ်စေပြီးတိတ်တိတ်လေးနားဘေးမှာပေါ်လာပါတယ်ပြီးတော့မိကုမရှိတန်တရားမရှိတစ်ချက်တည်းနဲ့အဆုံးသတ်ပါဒါပေမဲ့လူတိုင်းမှာအားနည်းချက်ရှိပါတယ်နာတာလီယာရဲ့အားနည်းချက်ကယုံကြည်မှုလွန်ကဲခြင်းပါသူမဟာကိုတယောက်တည်းနဲ့ဘာမဆိုလုပ်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်အဲ့ဒီယုံကြည်မှုကပဲမစ်ရှင်တစ်ခုမှာအမှားတစ်ခုဖြစ်စေခဲ့ပါတယ်သူမမမြင်မိခဲ့တဲ့အရာကအနီးနားမှာပုံနေတဲ့အန်ရပါအဲ့ဒီအမှားကြောင့်သူမရဲ့အဖော်တွေတယောက်ပြီးတယောက်ကြဆုံးသွားခဲ့ပါတယ်အဲ့ဒီနေ့မှာနာတာလီယာဟာပထမဆုံးအကြိမ်အေးဆက်တဲ့နှလုံးသားထဲမှာနာကျင်မှုကိုခံစားခဲ့ရပါတယ်တိုင်ဂရေကကူညီဖို့ရောက်လာခဲ့ပေမဲ့အချိန်ကနောက်ကျသွားခဲ့ပါပြီနာတာလီယာအတွက်ဒါဟာကိုတယောက်တည်းမလုံလောက်ဘူးဆိုတာနားလည်ခဲ့ရတဲ့အချိန်မှာဒီနာကျင်မှုကို chest out light မခံယူနိုင်ခဲ့ပါဘူးနာတာလီယာကိုနေဆက်ဒေတာစီဒီနင်တန်ပေးလိုက်ပါတယ်အဲ့ဒီနေရာကအနေရဲ့အပြည့်အကူအညီမရှိအမားလောက်ခွင့်မရှိတဲ့နေရာပါအဲ့ဒီမှာနာတာလီယာဟာတယောက်တည်းအရာအလုံးကိုရင်ဆိုင်ခဲ့ရပါတယ်အချိန်ကြာလာတာနဲ့အမျှသူမဟာပိုမိုတိတ်ဆိတ်လာတယ်ပိုမိုအေးဆက်လာတယ်ပိုမိုမလွတ်မြောက်အောင်လုပ်တတ်လာတယ်အခုချိန်မှာတော့နာတာလီယာအတွက်မိကုန်းတစ်ခုလည်းပဲရှိပါတယ်ပြစ်မှတ်ရှိလားရှိရင်မိကုန်းမလို့အကြောင်းပြချက်မလို့ဘယ်သူမှမလွတ်မြောက်ပါဘူးအရိတ်ကလှုပ်သွားရင်အဲ့ဒီအချိန်မှာမင်းဇလန်းပြီးသွားပါပြီအခုနာတာလီယာအတွက်မိကုန်းတစ်ခုလည်းပဲရှိတယ်ပြစ်မှတ်ရှိလားရှိရင်ဘယ်သူမှမလွတ်မြောက်ပါဘူးStrike